အဲ့တော့အညာမှာရန်သူကိုအခုလိုမျိုးတူတင်ကိုတင်ပေါ့နော်မင်းပါကောင်လဲလာခဲ့စမ်းကြိုက်သလောက်လာခဲ့စမ်းကြိုက်တဲ့ပမာဏနဲ့လာခဲ့စမ်းဆိုတဲ့ပုံစံမျိုးလာသမျှကိုလည်းရသလောက်ပုံစံမျိုးနဲ့ချပြမယ်ပေါ့နော်အဲ့တော့မင်းအောင်နိုင်ကပြောမယ်ဆိုရင်တော်လန်ရေးအတွက်အကြီးမားဆုံးထောက်ဖို့အဖြစ်ဒီနေ့အထိရက်တည်နေစေပဲဖြစ်ပါတယ်။လုံးဝဗျာမှတ်တမ်းလွှာမရတာတော့မှစိတ်မဆိုးပဲနဲ့ဆက်လက်ပြီးတော့ဒီနေ့ထိထောက်ဖို့နေတဲ့ထောက်ဖို့အကြီးစားလို့ပြောမှာဖြစ်ပါတယ်။ထုတ်ပြန်ချက်တစ်ခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သုံးသပ်ကြမယ်ပေါ့နော်။အားရစရာတွေအားတက်စရာတွေရှိပါတယ်။အဲ့တော့မကွေးတိုင်းစစ်ဌာနကနေထုတ်ပြန်လာတဲ့စစ်ရေးရလဒ်ထုတ်ပြန်ချက်တစ်ခုဖြစ်ပါတယ်။အဲ့တော့28ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လာတာဖြစ်ပါတယ်။ပြောမယ်ဆိုရင်ဒါလည်းဘောင်းချုပ်လို့ပြောလို့ရပါတယ်ဗောနော်ထုတ်ပြန်မှုတွေကအရန်ကောင်းပါတယ်နောက်26ဇူလိုင်လ16ရက်နေ့စောမြို့နယ်လောင်းရှိတိုင်းနယ်ကနေပြီးတော့တမကူကအင်အား300လောက်ဗောနော်အဲ300လောက်ပါတဲ့စစ်ကြောင်းဟာစောမြို့နယ်ကိုဥတီပြီးတော့စစ်ကြောင်းထိုးလာတယ်အဲ့ဒီမှာခရိုင်စစ်ဌာနတရင်တပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်တဲ့ရန်သူကလောင်းရှင်မြို့တဲကိုပြန်ပြီးတော့ထွက်ပြေးသွားတယ်ဒီကောင်နဲ့ဘာလာလို့လဲထွက်ပြေးဖို့အတွက်များထိုးလာလားမသိဘူးဗောနော်အဲ့တော့အဲ့ဒီမှာအားရစရာတစ်ခုပါတယ်ဗောနော်အဲ့ဒါဘာလဲဆိုတော့ထွက်ပြေးပါတယ်ဆိုတော့ရန်သူရဲ့နောက်ကိုနောက်ကနေပြီးတော့ထပ်ပြီးတော့လိုက်ပြီးတော့တိုက်တာပေါ့နော်စစ်ကောင်စီကကြောက်လို့ထွက်ပြေးရတဲ့အဆင့်ဖြစ်သွားတယ် PDF ကလည်းထွက်ပြေးတာတောင်အလွတ်မပေးတော့တဲ့အဆင့်ဖြစ်လာတယ်ပေါ့နော်ဒါအားရကြဖြစ်ပါတယ်တကယ်ဆိုရင်စစ်ကောင်စီကတော်လိုင်းရေးတပ်ဖွဲ့တွေထက်ပေါ့နော်ပြောမယ်ဆိုအဆအရာရာတာလွန်နဲ့လက်နက်ခဲယမ်းပိုင်းကိုကြည့်မလားသူတို့မှာပေါ့နော်ဒါတော်လိုင်းအင်အားစုတွေထက်ပုံမများပြားတဲ့လက်နက်ခဲယမ်းရှိတယ်ပုံမပြီးတော့အဆင့်မိပါတယ်ဆိုတဲ့ပုံစံမျိုးအမြောက်ပေါ့နော်ဒီလိုမျိုးပြစ်ကူတွေကအစားစိတ်ကြိုက်အသုံးပြုနိုင်တယ်သူတို့အခုနောက်ပိုင်း drone တွေဆိုရင်ဒါပိုကောင်းလာတယ်ပေါ့ဗျာနည်းပညာတွေပို့ပြီးတော့ဆင့်မြင့်လာတယ်သူတို့ပထဝီနိုင်ငံတွေကနေပြီးတော့အကူအညီတွေရတယ်ပြီးရင်အရေးအတွက်တွေအများကြီးပဲထုတ်လာနိုင်တယ်ပြီးရင် drone ဘုံသီးတွေဆိုရင်လည်းဒီလိုပုံစံမျိုးပဲပေါ့နော်အများကြီးပဲအရေးအတွက်အများကြီးသူတို့ထုတ်လာနိုင်တယ်ပြင်းအားပို့ပြီးတော့များအောင်လုပ်လာနိုင်တယ်ပေါ့နော်အဲ့တော့ဒီ drone တွေရဲ့တိုက်ခိုက်မှုကိုလည်းသူတို့အများကြီးပဲအကာအကွယ်ယူပြီးတော့ပြစ်ကူယူပြီးတော့သူတို့စစ်စင်ရေးလှုပ်ရှားလို့ရတယ်ဒါတောင်မှပဲထွက်ပြေးရတယ်ဆိုတော့တော်တော်ကြမ်းသွားပြီပေါ့နော်အဲ့တော့အညာမှာရန်သူကိုအခုလိုမျိုးတူတင်ကိုတင်ပေါ့နော်မင်းပါကောင်လဲလာခဲ့စမ်းကြိုက်သလောက်လာခဲ့စမ်းကြိုက်တဲ့ပမာဏနဲ့လာခဲ့စမ်းဆိုတဲ့ပုံစံမျိုးလာသမျှကိုလည်းရသလောက်ပုံစံမျိုးနဲ့ချပြမယ်ပေါ့နော်အခုလိုမျိုးဆိုရင်ဒါကြီးဒါထွက်ပါပြေးရတဲ့အဆင့်ပေါ့နော်ထွက်ပြေးတာကိုပဲအနောက်ကနေလိုက်ပြီးတော့လိုက်တက်ရတဲ့အဆင့်ဆိုတော့ဒါကတော်တော်လေးအားရစရာကောင်းပါတယ်အဲ့တော့ဒီလိုနဲ့ထွက်ပြေးတဲ့စစ်ကောင်စီရဲ့နောက်ကိုလိုက်တိုက်ရင်းနဲ့ပေါ့နော်နေမြေရှင်းလင်းရေးတွေပြုလုပ်တဲ့အခါမှာလက်နက်ခဲယမ်းတွေရတယ်ရိတ်ခါတင်တဲ့ကား3စီးရတယ်ရိတ်ခါနဲ့စစ်3000ပစ္စည်းတွေသိမ်းစီရရှိတယ်ပေါ့နော်ပစ္စည်းတွေကတော့မနှဲမနှောပါပဲကား3စီးနဲ့တော်တော်တန်နေပြီပေါ့နော်ကား3စီးလည်းပါတယ်ရိတ်ခါတွေလည်းပါတယ်ဒါတပ်ဖွဲ့တွေအတွက်ကိုထောက်ပံ့ပေးတာဖြစ်ပါတယ်ပြီးတော့ဒီထပ်ပြီးတော့အားရစရာနောက်ဆက်တွဲဖြစ်စဉ်လည်းရှိသေးတယ်ဇူလိုင်လ25ရက်နေ့မှာစစ်ကောင်စီကအင်အား180နဲ့လေကြောင်းပစ်ကူယူပြီးတော့ဒုတိယအကြိမ်ထပ်ပြီးထိုးစစ်ဆင်တယ်ဒီနေရာကိုပဲပေါ့နော်ခုနစစ်ကြောင်းကပဲဒါအင်အား180ထပ်ပြီးတော့သုံးတယ်ရှေ့ကဒါ300လောက်မှာဘယ်လောက်ထိွားလဲတော့မပြောတတ်ဘူးပေါ့နော်ဒုတိယအကြိမ်မှာ180လောက်သုံးပြီးတော့သူတို့ထပ်ပြီးတော့ထိုးစစ်ဆင်တယ်အဲ့လိုထိုးစစ်ဆင်ပေမဲ့လည်းဒါမကွေးတိုင်းစစ်ဌာနတရင်တပ်ဖွဲ့တွေမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဇူလိုင်လ28ရက်နေ့2026ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာတော့ကျန်းစာထုတ်ပြန်ချက်တစ်ခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သုံးသပ်ကြမယ်ပေါ့နော်အားရစရာတွေအားတက်စရာတွေရှိပါတယ်အဲ့တော့မကွေးတိုင်းစစ်ဌာနကနေထုတ်ပြန်လာတဲ့စစ်ရေးရလဒ်ထုတ်ပြန်ချက်တစ်ခုဖြစ်ပါတယ်အဲ့တော့28ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လာတာဖြစ်ပါတယ်ပြောမယ်ဆိုရင်ဒါလည်းဘောင်းချုပ်လို့ပြောလို့ရပါတယ်ဗောနော်ထုတ်ပြန်မှုတွေကအရန်ကောင်းပါတယ်နောက်26ဇူလိုင်လ16ရက်နေ့စောမြို့နယ်လောင်းရှိတိုင်းနယ်ကနေပြီးတော့တမကူကအင်အား300လောက်ဗောနော်အဲ300လောက်ပါတဲ့စစ်ကြောင်းဟာစောမြို့နယ်ကိုဥတီပြီးတော့စစ်ကြောင်းထိုးလာတယ်အဲ့ဒီမှာခရိုင်စစ်ဌာနတရင်တပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်တဲ့ရန်သူကလောင်းရှင်မြို့တဲကိုပြန်ပြီးတော့ထွက်ပြေးသွားတယ်ဒီကောင်နဲ့ဘာလာလို့လဲထွက်ပြေးဖို့အတွက်များထိုးလာလားမသိဘူးဗောနော်အဲ့တော့အဲ့ဒီမှာအားရစရာတစ်ခုပါတယ်ဗောနော်အဲ့ဒါဘာလဲဆိုတော့ထွက်ပြေးပါတယ်ဆိုတော့ရန်သူရဲ့နောက်ကိုနောက်ကနေပြီးတော့ထပ်ပြီးတော့လိုက်ပြီးတော့တိုက်တာပေါ့နော်စစ်ကောင်စီကကြောက်လို့ထွက်ပြေးရတဲ့အဆင့်ဖြစ်သွားတယ် PDF ကလည်းထွက်ပြေးတာတောင်အလွတ်မပေးတော့တဲ့အဆင့်ဖြစ်လာတယ်ပေါ့နော်ဒါအားရကြဖြစ်ပါတယ်တကယ်ဆိုရင်စစ်ကောင်စီကတော်လိုင်းရေးတပ်ဖွဲ့တွေထက်ပေါ့နော်ပြောမယ်ဆိုအဆအရာရာတာလွန်နဲ့လက်နက်ခဲယမ်းပိုင်းကိုကြည့်မလားသူတို့မှာပေါ့နော်ဒါတော်လိုင်းအင်အားစုတွေထက်ပုံမများပြားတဲ့လက်နက်ခဲယမ်းရှိတယ်ပုံမပြီးတော့အဆင့်မိပါတယ်ဆိုတဲ့ပုံစံမျိုးလဲသတ်မှတ်လို့ရတယ်ပြီးရင်သူတို့သုံးဆွဲနိုင်တဲ့လက်နက်ခဲယမ်းပမာဏကလည်းတောင်းနဲ့ချီ
တော်လိုင်းအင်အားစုတွေဘက်မှာပေါ့နော်တယောက်ကိုကြီး100 120အဲ့လိုမျိုးပုံစံမျိုးနဲ့ထွက်နေရတဲ့အဖွဲ့တွေကအများကြီးရှိတယ်ဗျာဒါတဖြည်းဖြည်းတော့ပြည့်စုံမှုအတွက်စူးစမ်းနေကြရဆိုပေမဲ့လည်းဒါတွေကဟိုပြန်သုံးလို့ရတဲ့ဟာတွေမဟုတ်လိုအပ်ရင်ဝယ်ပြီးတော့ဖြည့်တင်းရတဲ့အရာတွေဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအခြေအနေမျိုးကနေပြီးတော့စစ်ကောင်းပိုကောင်းလာတယ်ပေါ့ဗျာဤပညာတွေပို့ပြီးတော့ဆင့်မြင့်လာတယ်သူတို့ပထဝီနိုင်ငံတွေကနေပြီးတော့အကူအညီတွေရတယ်ပြီးရင်အရေးအတွက်တွေအများကြီးပဲထုတ်လာနိုင်တယ်ပြီးရင် drone ဘုံသီးတွေဆိုရင်လည်းဒီလိုပုံစံမျိုးပဲပေါ့နော်အများကြီးပဲအရေးအတွက်အများကြီးသူတို့ထုတ်လာနိုင်တယ်ပြင်အားပို့ပြီးတော့များအောင်လုပ်လာနိုင်တယ်ပေါ့နော်အဲ့တော့ဒီ drone တွေရဲ့တိုက်ခိုက်မှုကိုလည်းသူတို့အများကြီးပဲအကာအကွယ်ယူပြီးတော့ပြစ်ကူယူပြီးတော့သူတို့စစ်စင်ရေးလှုပ်ရှားလို့ရတယ်ဒါတောင်မှပဲထွက်ပြေးရတယ်ဆိုတော့တော်တော်ကြမ်းသွားပြီပေါ့နော်အဲ့တော့အညာမှာရန်သူကိုအခုလိုမျိုးတူတင်ကိုတင်ပေါ့နော်မင်းပါကောင်လေးလာခဲ့စမ်းကြိုက်သလောက်လာခဲ့စမ်းကြိုက်တဲ့ပမာဏနဲ့လာခဲ့စမ်းဆိုတဲ့ပုံစံမျိုးလာသမျှကိုလည်းရသလောက်ပုံစံမျိုးနဲ့ချပြမယ်ပေါ့နော်အခုလိုမျိုးဆိုရင်ဒါထွက်ပါပြေးရတဲ့အဆင့်ပေါ့နော်ထွက်ပြေးတာကိုပဲအနောက်ကနေလိုက်ပြီးတော့လိုက်တက်ရတဲ့အဆင့်ဆိုတော့ဒါကတော်တော်လေးအားရစရာကောင်းပါတယ်အဲ့တော့ဒီလိုနဲ့ထွက်ပြေးတဲ့စစ်ကောင်စီရဲ့နောက်ကိုလိုက်တိုက်ရင်းနဲ့ပေါ့နော်နေမြေရှင်းလင်းရေးတွေပြုလုပ်တဲ့အခါမှာလက်နက်ခဲရနေရတယ်ရိတ်ခါတင်တဲ့ကား3စီးရတယ်ရိတ်ခါနဲ့စစ်3000ပစ္စည်းတွေသိမ်းစီးရရှိတယ်ပေါ့နော်ပစ္စည်းတွေကတော့မနှဲမနှောပါပဲကား3စီးနဲ့တော်တော်တန်နေပြီပေါ့နော်ကား3စီးလည်းပါတယ်ရိတ်ခါတွေလည်းပါတယ်ဒါတပ်ဖွဲ့တွေအတွက်ကိုထောက်ပံ့ပေးတာဖြစ်ပါတယ်ပြီးတော့ဒီထပ်ပြီးတော့အားရစရာနောက်ဆက်တွဲဖြစ်စဉ်လည်းရှိသေးတယ်ဇူလိုင်လ25ရက်နေ့မှာစစ်ကောင်စီကအင်အား180နဲ့လေကြောင်းပစ်ကူယူပြီးတော့သူကဒုတိယအကြိမ်ထပ်ပြီးထိုးစစ်ဆင်တယ်ဒီနေရာကိုပဲပေါ့နော်ခုနစစ်ကြောင်းကပဲဒါအင်အား180ထပ်ပြီးတော့သုံးတယ်ရှေ့ကဒါ300လောက်မှာဘယ်လောက်ထိွားလဲတော့မပြောတတ်ဘူးပေါ့နော်ဒုတိယအကြိမ်မှာ180လောက်သုံးပြီးတော့သူတို့ထပ်ပြီးတော့ထိုးစစ်ဆင်တယ်အဲ့လိုထိုးစစ်ဆင်ပေမဲ့လည်းဒါမကွေးတိုင်းစစ်ဌာနတရင်တပ်ဖွဲ့တွေကအပြင်းထန်ခုခံတိုက်ခိုက်ခဲ့လို့စစ်ကောင်စီကအထိနာပြီးတော့နောက်တစ်ကြိမ်ထပ်ပြီးတော့ဆုတ်ခွာရတယ်ပေါ့နော်နောက်တစ်ကြိမ်တက်ပြန်ဆုတ်ရတယ်အဲ့တော့နာမှာပေါ့ပြောမယ်ဆိုရင်ဒါပထမအကြိမ်မှာလည်းကသူတို့ power ဆိုရဲ300အဲ့300ကိုတိုက်ခိုက်တဲ့အချိန်မှာထွက်ပြေးရတယ်ထွက်ပြေးတော့ကြောက်မှာပေါ့ဗျာသိရမလားဟာငါတို့အင်အား300ရှိရတော့မှပဲထွက်ပြေးရတယ်ပေါ့နော်ပြီးရင်အနောက်ကနေလိုက်ပြီးတော့ကျုံးဖန်ရတဲ့အဆင့်တော်လေးတော့သူတို့အထိနာတဲ့အနေထားမှာရှိပါတယ်အဲ့လိုမျိုးစစ်ကောင်စီပြန်ဆုတ်သွားပြီးတော့ဒေါ်လာအင်အားစုတွေကထုံးစံတိုင်းပဲနေမြေရှင်းလေးပြုလုပ်တယ်အဲ့ဒီမှာရန်သူပစ္စည်းအများပြားထပ်ပြီးတော့တင်စီရရှိတယ်လက်ရှိအချိန်ထိလည်းမြေပြင်မှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေဆဲဆိုပြီးတော့လည်းဒါမကွေးတိုင်းစစ်ဌာနရဲ့ထုတ်ပြန်ချက်ထဲမှာတွေ့ရပါတယ်ဆိုတော့နေမြေရှင်းလေးလှုပ်တိုင်းမှာပစ္စည်းတွေရနေတာပေါ့နော်ဒါကိုကြည့်မယ်ဆိုရင်စစ်ကောင်စီကသူတို့မှာပါလာသမျှအကုန်လုံးလွတ်ပြစ်ပြီးတော့ကိုထွက်ပြေးနေတဲ့အနေအထားမှာရှိပါတယ်အဲ့တော့တိန်းလို့ရတဲ့ပစ္စည်းတွေကြည့်မယ်ဆိုလဲမနေမနှောကြီးပေါ့နော်ပမာဏလည်းများတယ်အရှိအတွက်များတယ်ပေါ့နော်ပြီးရင်ဒါခုနထွက်ပြေးတယ်ဆိုတဲ့အချိန်မှာသူတို့အကုန်လုံးလွတ်ပြစ်ထားခဲ့တဲ့ဟာတွေကဒါလိုက်ရှာတဲ့အချိန်မှာအကုန်လဲဟုတ်ချင်မှာဟုတ်အောင်မယ်ပေါ့နော်ချို့ကောင်တွေကြတကယ်အဲ့လိုမျိုးပေါက်လို့ပဲစားတွေရှိတယ်ပေါ့နော်ဒီတော်လိုင်းအင်အားစုတွေဘက်ကရသွားရဆိုရင်သုံးလို့မရအောင်ဆိုတဲ့ပုံစံမျိုးနဲ့ဒါတနက်ဆိုရင်ပေါ့နော်တစားစီဖြုတ်ပြီးတော့အကုန်လုံးတနေရာစီလွတ်ပြတဲ့ပုံစံမျိုးတွေလည်းရှိခဲ့ဘူးတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေလည်းရှိတာဖြစ်တဲ့အတွက်လိုက်ရှာရင်လည်းထပ်တွေ့နိုင်သေးတယ်ပေါ့နော်ပြီးရင်ဒါသူတို့ရဲ့အခြေအနေကဘာဖြစ်နေလဲဆိုတော့ဒီငါတို့ဒီလိုတကယ်လို့တိုက်ပွဲဖြစ်ရင်ငါတို့ပြေးမယ်ဆိုတဲ့အတွေးပေါ့နော်အဲ့အကြောင်းမလို့လေဒီလက်နက်တွေခဲရနေအများကြီးပဲကြံခဲ့တာပေါ့လေနော်ပြေးမယ်ပြီးရင်တချို့ကြတော့ဘလို့တွေးနေလဲဆိုတော့တော်လိုင်းတပ်ဖွဲ့တွေကိုလည်းသူတို့ကြောက်တယ်မယုံရဲဘူးပြီးရင်စစ်ကောင်စီနဲ့လည်းသူတို့မလိုက်ချင်တော့ဘူးတေလန်းကြီးပဲပို့နေတာပေါ့နော်အဲ့တော့ကြတော့သူကအထဲထဲမှာအဲ့လိုအင်ကြီးတွေခံဝစ်လာတယ်ပေါ့နော်ချိုးကောင်တွေဆိုရင်ခန္ဓာမွေးဘူးအရက်သားအင်ကြီးနဲ့ပဲပေါ့နော်အရက်ဝစ်အင်ကြီးနဲ့ပဲအဲ့လိုမျိုးဝစ်ထားပြီးတော့ဒါအခုတစ်ခုခုဖြစ်ပြီးဆိုတာနဲ့ဒါတွေအကုန်ချွတ်လွတ်ပြစ်လက်နက်တွေခဲရနေအကုန်လွတ်ပြစ်ဖက်နက်တွေပါချွတ်ပြီးတော့ပေါ့နော်ညက်ဖက်နက်နဲ့ပြေးခြေတုံးလုံးနဲ့ပြေးတော့လုံးဝပြသူကဒီအိုင်ထဲမှာမနေနိုင်တော့ဘူးပြေးကိုပြေးတော့မယ်ဒီအဖွဲ့အစည်းနဲ့ဒီစစ်ကောင်စီနဲ့မလိုက်နိုင်တော့ဘူးဆိုတဲ့ပုံစံမျိုးတွေလည်းရှိကြတယ်ပေါ့နော်ဒါရှေ့ဖြစ်စဉ်တွေမှာအဲ့လိုမျိုးတွေရှိတယ်ဗျအဲ့လိုလုံးမဲ့စားတော်လိုင်းအင်အားစုတွေဘက်ကိုအလင်းဝင်ပါပေါ့နော်တိုက်ပွဲမဖြစ်ခင်မှာအလင်းဝင်ပါဒါဆိုရင်တော့အသက်ချမ်းသာရလိမ့်မယ်ပေါ့လေနော်အဲ့တော့သိန်းစီရရှိလက်နက်ခဲရနေကြောင်းနေကျွန်တော်ပြောကြမယ် MA1 4လက် MA3 3လက် shotgun 2လက် RPG 2လက်နေမိုင်းတိုင်မိုင်းရှစ်ထွက်မိုင်းပြီးရှေ့ထွက်မိုင်းဆိုရင်17လုံးတောင်မှာပေါ့နော်drone ဘုံသီး22လုံး drone ဘုံသီးတွေလည်းကောင်းတယ်ပေါ့နော်22လုံးပြီးရင်နင်းမိုင်းတိုင်မိုင်းတွေလည်းပါတယ်ပြီးတော့ဆက်လက်ပြောင်းဖို့တွေကစပါတယ်ပေါ့နော်ပြီးရင် equipment တွေပါတယ်ကြီးကားထုတ်ကြီးကားအင်ကြီးပေါ့နော်မိုင်းရှာဆက် jammer drone catcher ဖုန်းမီးစက်အကြီး solar ဆေးပစ္စည်းစံအိတ်55အိတ်ကြက်သွန်ပြူအိတ်15အိတ်ရွှေဖီဦး starlink ကဲဘာလို့သေးလဲစစ်ပစ္စည်းဆိုင်ရွှေ့ချလာကြတာအကုန်ပါတာအကုန်ကိုအစုံကိုပါတာဗောနော်ရေမီးစုံလေဒီခုံပဲအဲ့တော့မီးကျိုးခွေကအစအသေးစိတ်ပါတယ်ဗျာလက်နက်ကြီးလက်နက်ငယ်ပေါ့နော်ခရမ်းထောင်ကြီးတောင်းကြီးပေးတယ်လှူတယ်အဓိကတော့ဒါလက်နက်ကြီးပဲပေးတဲ့ခါကျရင်ပြစ်လို့ကြည်ရှာမာတွေပါတယ်ခရမ်းရှာမာတွေပါတယ်ဖြစ်မှာဆိုလို့စေတနာနဲ့တခါတည်းဒီတနက်အတွက် DG ဘလောက်ဒီတနက်အတွက် DG ဘလောက်ဒီ RPG အတွက် RPG ဘုံသီးဘလောက်ပို့ကြည့်ဘလောက်အဲ့လိုမျိုးပုံစံမျိုးတေးသေးချာချာလေးစီမံလာတဲ့ပုံစံမျိုးတွေ့ရတယ်ဗောနော်
တိုက်ပွဲဝင်တဲ့အခါမှာလိုအပ်တဲ့ပစ္စည်းအကုန်ပါတယ်မိုင်းတွေပါတယ်ဗျာရှေ့ထွက်မိုင်းပါတယ်နင်းမိုင်းပါတယ်တိုင်မိုင်းပါတယ်ပြီးပြီပေါ့ပြီးတော့တပ်ဖွဲ့တွေအတွက်အနေနဲ့ဖြစ်မှာဆိုလို့ဒါကြီးကအင်ကြီးကြီးကအုတ်ထုတ်တွေပါဒါလှူပေးတယ်အဲ့တော့လျှက်စင်မီသုံးရင်အစင်မပြေမှာဆိုလို့မီးစက်အကြီးတွေထည့်လူတယ်မီးစက်ကြီးပဲဖြစ်မှာဆိုလို့မီးကြိုးကွေတွေကစပါတယ်မီးအားသွင်းဖို့အတွက်ဒါဖုန်းဘက်ထရီချာဂျာတွေပါတယ်ပေါ့နော်အဲ့လိုဟာတွေကစပါတယ်အပြီးရင်မီးစက်မသုံးကျင်တဲ့သူတွေအတွက်ဆိုလာတွေပါတယ်အင်တာနက်သုံးဖို့ Starlink ဇက်ပါတယ် Starlink ကတော့ဒါဒီစေတနာနဲ့ထည့်လူတာဖြစ်မှာပေါ့လေနော်သုံးလို့တော့လည်းမရတော့ပါဘူးဒါမှစေတနာတွေပေါ့ပြီးရင်မိုင်းရှာဖို့အတွက်မိုင်းရှာစုပြီးရင် drone အတွက် drone catcher ပေါ့နော်ပြီးရင်ဆေးဝါးတကယ်လို့များထိခိုက်အနာတရားဖြစ်တာမျိုးတွေရှိတဲ့အခါသုံးစီလဲထပ်ပြီးတော့ထည့်ထားပေးတယ်ပေါ့နော်အဲ့တော့ထည့်ပြီးတော့လှူထားပေးတယ်အဲ့တော့ဘာလို့သေးလဲရွှေဖီဦးတောက်ပြီးနှက်နေအောင်ပဲရွှေဖီဦးလည်းပါတယ်ပေါ့နော်အဲ့တော့ဒါကဘဘကြီးရဲ့ down စိတ်လှတဲ့အလှူလို့ခေါ်မှာဖြစ်ပါတယ်ကျွန်တော်တို့တွေတော့မှဒီလောက်အသေးစိတ်ပေါ့လေနော်အသေးစိတ်ဟာဒီကျွန်တော်တို့လှူလိုက်တယ်ဆိုရင်တော့မှပဲနော်ခဲရန်ဆိုခဲရန်တက်ဖွဲ့တွေကလည်းခဲရန်အတွက်ဘာအတွက်ညာအတွက်ဒီလိုမျိုးပဲကောင်းစင်တဲ့ပြောကြတာအခုညီတောင်းကြရှိတယ်အဲ့အတွက်လှူတဲ့ခါကျအဲ့တမျိုးတဲ့အတွက်ပဲဖြစ်ရင်ဖြစ်မှာအခုဘဘကြီးကကြတော့ခေါင်းစာခြေဆုံးအကုန်ပါတယ်အကုန်လုံးအတွက်စဉ်းစားထားပြီးသားပေါ့နော်ပြီးရင်စားဖို့တောက်ဖို့အတွက်ကမပူရအောင်လို့လုံးဝဒါသူကစနစ်တကျနဲ့ဒေါင်းစိတ်အောင်အကွက်စိတ်အောင်တီချာစီမံထားတာဖြစ်ပါတယ်အဲ့တော့မရောက်နိုင်ကပြောမယ်ဆိုရင်တော်လန်ရေးအတွက်အကြီးမားဆုံးထောက်ဖို့အဖြစ်ဒီနေ့အထိရက်တည်နေစေပဲဖြစ်ပါတယ်လုံးဝဗျာမှတ်တမ်းလွှာမရတာတော့မှစိတ်မဆိုးပဲနဲ့ဆက်လက်ပြီးတော့ဒီနေ့အထိထောက်ဖို့နေတဲ့ထောက်ဖို့အကြီးစားလို့ပြောမှာဖြစ်ပါတယ်ဟုတ်လားအဲ့တော့တော်လိုင်းတပ်ဖွဲ့တွေရဲ့ဒီအားရစရာထုတ်ပြန်မှုတွေကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်ဒီထုတ်ပြန်မှုတွေကိုကြည့်တဲ့အခါမှာရှေ့ပိုင်းပေါ့နော်ကျွန်တော်အာရခတက်တော်အေးထုတ်ပြန်တဲ့ထုတ်ပြန်ချက်တွေလားလို့တော့မှဒါထင်စရာရှိပါတယ်ဘာကြောင့်လဲဆိုတော့စီထားတာများညီးနေတာပဲခဲရန်နေဆိုလဲအများကြီးပဲအပုံလိုက်ကြီးပဲပေါ့နော်အဲ့တော့ဒီမကွေးတိုင်းထဲမှာအဲ့လိုပုံစံမျိုးတွေနဲ့စီရေးတွေစနစ်တကျဖော်ဆောင်နေတဲ့အပိုင်းတွေမှာလည်းပူပြီးတော့မြင်တွေ့လာရပါတယ်အခြားသောတိုင်းတွေပြည်နယ်တွေမှာလည်းပေါ့နော်စစ်ဒေသအသီးသီးမှာလည်းအဲ့လိုပုံစံမျိုးနဲ့စစ်ရေးဖော်ဆောင်နေတာတွေအများကြီးရှိလာပါတယ်ပူပြီးအားကောင်းဖို့အတွက်လည်းလှုပ်ဆောင်နေကြရရှိပါတယ်အဲ့တော့အဲ့လိုမျိုးပါဝင်တိုက်ပွဲဝင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့အခုရုပ်တံလေးလည်းတွေ့ရပါလိမ့်မယ်ပေါ့နော်ရုပ်တံတစ်ပိုင်းတစ်စလေးလည်းထွက်လာနေပြီဖြစ်တယ်အဲ့တော့အဲ့ထဲမှာဆိုရင်ပေါ့နော်ဟိုအဲ့လိုမျိုးလေးကြံတယ်အဓိကတော့စိတ်တက်ခံယူချက်အရန်ကွာသွားတယ်ပေါ့နော်စစ်ကောင်စီဘက်ကကောင်တွေကစစ်မတိုက်ချင်ပါဘူးဆိုတဲ့သူတွေကိုအတင်းစုဆောင်းပြီးတော့စစ်တိုက်ခိုင်းနေတယ်ပြီးတော့စစ်မတိုက်ရဲတော့ပါဘူးဆိုတဲ့စစ်ကောင်စီရဲ့လူဟောင်းတွေကလည်းအခုဆိုရင်ဒီလမ်းကိုပို့ခံနေရတဲ့အနေထားသူတို့အတူတချို့ကြအဲ့လိုမျိုးပေါ့နော်တွေးကြရှိတယ်ဟိုလူနဲ့ဆိုတွဲတိုက်ရဲဒီလူနဲ့ဆိုမတိုက်ရဲဘူးဆိုတဲ့ဟာရှိတယ်ဗျအဲ့ဒါစစ်ကောင်စီတပ်ထဲမှာလည်းရှိတယ်ပေါ့နော်အဲ့တော့အခုသူတို့တွဲမတိုက်ရဲတဲ့သူတွေနဲ့တိုက်နေရဒီပါစာဆိုတဲ့သူတွေကသူတို့တွဲမတိုက်ရဲတဲ့သူတွေဘေးနာအနီးနားမှာရှိတယ်ဆိုရင်လည်းအချိန်မရွေးသူတို့ကိုဒုက္ခပြန်ပေးနိုင်တယ်ဒီပါစာတွေကြောင့်မလို့သူတို့အချိန်မရွေးဒုက္ခရောက်သွားနိုင်တယ်ပေါ့နော်ပြီးရင်တိုက်ပွဲအတွင်းမှာလည်းသူတို့ရဲ့လူလို့သူတို့ကသတ်မှတ်ထားတာမဟုတ်တဲ့အတွက်ပေါ့နော်သူကဟိုစုစုစည်းစည်းပုံစံမျိုးဖြစ်မနေဘူးပေါ့ဗျာအင်အားတစ်ခုအနေနဲ့အရေးအတွက်တစ်ခုအနေနဲ့ပဲဒီဖွဲ့တွေကိုဖြစ်တင်းပေးထားတာဖြစ်တယ်အဲအကြောင်းမလို့သူတို့အနေနဲ့ဒါဒီလိုမျိုးပါစာတွေနဲ့စစ်တွဲတိုက်ရဲမှာမဟုတ်ဘူးဒါပေမဲ့မရဘူးသွားဆိုရချတယ်အခုစီကြီးဒါတင်းစီရရှိပစ္စည်းတွေထဲမှာရဲအုပ်ထုတ်တွေလည်းပါတယ်နော်အဲ့တော့ရဲပါစာပြည်သူစစ်ကောင်စီဒီလိုမျိုးပုံစံမျိုးနဲ့စုဖွဲ့ပြီးတော့လွတ်နေတာမသေးစရာအကြောင်းကိုမရှိဘူးအဲ့တော့နောက်တစ်ခုပြောရမယ်ပေါ့နော်အဲ့မှာဒါစစ်တုံးပန်း9កောင်မိတယ်ပေါ့နော်ဓာတ်ပုံမှတ်တမ်းထဲမှာလည်းပါတယ်ရုပ်တွေကအချိုးမပြေတဲ့ရုပ်တွေလည်းတွေ့ရတယ်ပေါ့လေနော်ပါစာလို့ယူဆရတဲ့လူငယ်တွေလည်းတွေ့ရတယ်တချို့ကြတော့လည်းတနာကမားယုံနေပေါ့နော်ချို့ကြတော့လည်းမိတာတော့မှအချိုးမပြေသေးတဲ့ရုပ်တွေလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ကြတော့ကောင်းကောင်းမွန်မွန်ထားမယ်ဆိုတဲ့စိတ်ကူးလေးတော့နည်းနည်းစဉ်းစားပေါ့လေနော်ပြီးတော့ဒီကောင်တွေကအလိုက်တသိအလင်းဝင်လာတာမဟုတ်ဘူးတိုက်ပွဲမဖြစ်ခင်မှာအလိုက်တသိအလင်းဝင်လာတာမျိုးမဟုတ်ဘူးပေါ့နော်ဒါထုတ်ပြန်ချက်ထဲမှာလည်းဖန်စီရရှိတယ်ဆိုပြီးတော့ပြောထားတာဖြစ်တဲ့အတွက်ဒါကတုံပန်းလို့ပြောရမှာပေါ့နော်စစ်တုံပန်းလုံးဝမနိုင်တော့လို့ဒါဒီကောင်တွေအဖမ်းခံလိုက်ရတဲ့ကောင်တွေပေါ့နော်ဘယ်လောက်ထိပြစ်ခတ်ပြီးသွားပြီလဲမသိနိုင်ဘူးပေါ့နော်အဲဒါကြောင့်မလို့ဒီရှေ့ပိုင်းတွေမှာလဲပေါ့နော်သူတို့စစ်ကြောင်းထိုးတဲ့နေရာတွေမှာဘယ်လိုမျိုးအဖျက်မောက်လုပ်ငန်းတွေဘယ်လိုမျိုးဆရာဆွေးမှုတွေကျူးလွန်တယ်လဲဆိုတဲ့ဟာတွေလည်းမသိရသေးဘူးအဲ့တော့တေချာစစ်ဆေးနိုင်ဖို့အတွက်လည်းအရေးကြီးပါတယ်အဲ့တော့အခုလိုရဲနဲ့စစ်ခွေးနဲ့ပါလာပါတယ်တဲ့ဒူရဲကိုတင်တန်းဆင်းထားတဲ့ကောင်ကဆေးရုံရောက်မှသေးတယ်ပေါ့နော်ပြီးတော့ iဖြစ်စဉ်ကနေလဲဒါဖုန်းတွေ G3 rifle G84 တောင်လက်ထိတ်တစ်ခုကြီးကအုတ်ထုတ်တစ်လုံးအခြားအုတ်ထုတ်နှလုံးတို့ကိုသိမ်းစီရရှိခဲ့တယ်ပေါ့နော်အဓိကတော့ဒါတော်လိုင်းအင်အားစုတွေအနေနဲ့ကင်းတယ်ပြီးရင်အဲ့လိုမျိုးစစ်ဆေးပါတယ်ဆိုတဲ့အပိုင်းတွေမှာလဲသတိဝိရိယနဲ့လှုပ်ဆောင်နေတယ်ဆိုတဲ့ဟာတွေကိုတွေ့ရတယ်ဘယ်နေရာသွားသူတို့တွေကိုကြည့်လိုက်ရင်ကြွဝင်းနဲ့သွားရတဲ့အနေအထားမရှိတော့ဘူးခိုးကြောင်ခိုးဝဲနဲ့ပဲသွားလာနေရတဲ့အနေအထားဒီလိုမျိုးသွားလာနေပါတယ်ဆိုတာတောင်မှပဲပေါ့နော်အခုတော်လိုင်းအင်အားစုတွေကရှောင်းကင်းနေတက်လုံနေလို့အခုဆိုရင်သူတို့ဘက်ကထိခိုက်နေတာမှုတွေအများကြီးကြုံတွေ့နေရပြီဖြစ်တယ်ပေါ့နော်အဲ့တော့ပြည်သူ့ဘက်မရက်တည်ရင်တော့ဒီလိုပုံစံမျိုးပဲကြုံမှာပဲပေါ့နော်ပြီးရင်အခုလိုအနေထားမှာတောင်မှပဲသူကနောက်တစ်ဆင့်တက်ဖို့အတွက်သူတို့က
ဒီမျှော်ကိုးနေတဲ့ပုံစံမျိုးတွေရှိတယ်တင်တန်းတွေတက်ဖို့အတွက်စူးစမ်းနေရရှိတယ်စစ်ဖို့ဖြစ်ဖို့လုပ်နေတဲ့ကောင်တွေရှိတယ်ရဲဖြစ်ဖို့လုပ်နေတဲ့ကောင်တွေရှိတယ်ပေါ့နော်အဲ့တော့ဒါစဉ်းစားစာကြည့်တော့သူတို့ရဲ့အုံနောက်တွေကဘယ်လောက်ထိဒါ brain wash တွေလှုပ်ထားခံရတယ်လဲဆိုတဲ့ဟာကသိတာစီတယ်ပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်တော်လိုင်းအင်အားစုတွေအတွက်ဒီလိုဖြစ်စဉ်တွေကအားတက်စရာတွေဖြစ်ပါတယ်အဲ့တော့ဒေါ်လာပြည်သူတွေအနေနဲ့လည်းတနေ့သလောက်ပါဝင်ပေးကြဖို့လိုတယ်ဆိုတဲ့အကြောင်းလေးလည်းပြောချင်ပါတယ်လူတွေကလည်းဒီလိုတွေမှားကြတယ်ဆိုတဲ့ဟာကကိုယ်ဒေါ်လာအင်အားစုတွေကိုတန်ဖိုးထားလို့ဖြစ်ပါတယ်ဘာမှအထီးကိုက်မခံနိုင်လို့ပြောကြတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီကောင်တွေကညံများတယ်ညံများလို့မရအောင်တော့ထားရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့တက်ဖွဲ့တွေရဲ့ဒီရုပ်တံအတူအဆလေးလည်းကျွန်တော်တို့တွေ့နေရပြီဖြစ်တယ်ဒီကားပေါ်ကနေပြီးပစ္စည်းတွေချချင်လုံးဝဗျအမိုက်ပုံကြီးတကယ်အမိုက်ပုံကြီးအမိုက်ပုံကြီးကြာတာတက်ဖွဲ့တွေအဲ့ပုံမှာရှောက်သွားပြီဟိုကလန့်ကြည့်ရဒီကလန့်ကြည့်ရအဲ့လိုမျိုးသွေးညီနေနေပါရင်နန်ပြီးတော့နော်လုံးဝအဲ့လိုမျိုးအမိုက်ပုံကြီးအဲ့တိုင်းကိုစုပ်ပြတ်တတ်အောင်ဖြစ်သွားတာပေါ့နော်အဲ့ရုပ်တံလည်းဒါတွေ့ရမှာဖြစ်တယ်ပြီးတော့ဒီတော်လိုင်းအင်အားစုတွေရဲ့ drone file တွေပေါ့နော်drone file တွေကျန်းလာတယ်နော်ကျန်းလာတယ်ဆိုတာဗျာစေးလေပေါ့နော်ဒါလမ်းမကြီးပေါ်မှာထိုင်ပြီးတော့ပေါ့နော်ဒါ drone နဲ့ဒါတိုက်ခိုက်ဖို့အတွက်စူးစမ်းနေတဲ့ဟာတွေလှုပ်ရှားမှုတွေကိုဒါမြင်တွေ့ရတာဖြစ်တယ်ဒါပေမဲ့တေချာကင်းထောက်ထားမယ်လို့လည်းယုံကြည်ပါတယ်ပေါ့နော်သူတို့ကဘာလို့လဲဆိုတော့ဒီ drone ကိုပဲအာရုံစိုက်ပြီးတော့လုပ်နေရတော့ဘေးနားမှာရှိတဲ့ဒီတပ်ဖွဲ့တွေကပေါ့နော်သူတို့အတွက်လုံခြုံရေးယူပေးထားလိမ့်မယ်လို့လည်းယုံကြည်ပါတယ်စစ်ကောင်စီကလည်းဒီလိုမျိုးပုံစံမျိုးနဲ့ထောက်လန်းနေမှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့အခုတော့စစ်ကောင်စီအဲ့လိုမျိုးပြင်းခံနေရပြီပေါ့နော်အထင်သေးလို့မရအောင်ဒေါ်လာအင်အားစုတွေကိုအထင်သေးရင်ဒီကောင်တွေနာကာမှာပဲပေါ့နော်အခုအထင်မသေးရဘူးအထင်မသေးရလဲမရတော့ဘူးဒေါ်လာအင်အားစုတွေကပို့ပြီးတော့ဒါအရေးချင်းတွေပြေဝလာတဲ့အဆင့်တန်းတွေပို့ပြီးတော့မြင့်လာတယ်ပေါ့နော်မင်းတို့မှဒါလုံနိုင်တယ်ဆိုရင်ငါတို့ကလည်း AC ပဲငါတို့လည်းလုံပြမယ်ဆိုတဲ့ပုံစံမျိုးပေါ့လေနော်အခုဒါ FPV drone အသုံးပြုတဲ့အပိုင်းတွေကလည်းအရန်ကိုမှတွင်ကျဲလာတယ်ပြီးတော့ဒီလိုမျိုးအသုံးပြုတဲ့အပိုင်းတွေမှာအရေးအတွက်များများနဲ့အသုံးပြုနိုင်ဖို့အတွက်ကိုလည်းဖြစ်တင်ပိုင်းတွေမှာမြို့ပြည်သူတွေကဝိုင်းဝန်းပြီးတော့ကူညီဖြစ်တင်ပေးကြဖို့လည်းလိုပါတယ်ဒီကောင်တွေကတိုက်ပွဲရဲ့အလှည့်ပြောင်းနေဖြစ်ဖို့အတွက်အရန်ကိုတက်ရောက်မှုရှိတယ်ပေါ့နော်ဆိုတော့ဒီရုပ်တံတစ်ပိုင်းတစ်စလေးလည်းထွက်လာနေပြီဖြစ်တဲ့အတွက်ပေါ့နော်မကြခင်မှာတိုက်ပွဲရုပ်တံထွက်လာမလားအပြည့်စုံကြည့်ရမလားကြည်တောက်ရှင်းဖြစ်မလားဘယ်လောက်ထိအားရမလဲထုတ်ပြန်ပါမလားဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ကမတက်နိုင်ဘူးစောင့်မျှော်မှာဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကတော့မကွေးတိုင်းနမောက်မြို့နယ်မြို့သစ်လမ်းပိုင်းမှာပေါ့နော်ဒေါ်လာအင်အားစုတွေကရှောင်းစင်စစ်ဆေးတဲ့ဟာတွေလုပ်တယ်လမ်းမပေါ်မှာတက်ပြီးတော့စစ်ဆေးတဲ့အဆင့်တွေဖြစ်လာနေတယ်အဲ့လိုမျိုးအချိန်မှာဒါနမောက်မြို့ကနေပြီးတော့မြို့သစ်ဘက်ကိုမောင်းနှင်လာတဲ့ရဲကားစီးကိုဒေါ်လာအင်အားစုတွေကဂျားပြတ်တိုက်ခိုက်ခဲ့တဲ့အတွက်လူရဲဦးတင်တန်းစင်တအူတေဆုံးပြီးတော့လက်နက်ခဲရနဲ့ပစ္စည်းချုပ်ကိုတင်စီရရှိခဲ့တယ်ဆိုပြီးတော့မှတ်900နဲ့တရင်ကနေပြီးတော့ဒါထုတ်ပြန်ထားတာရှိပါတယ်ကားကတော့ဒါ Mac 2အဖြူရောင်လေးပေါ့နော်ပြီးတော့ဒီရုပ်တံမှတ်တမ်းလည်းတက်လာနေပြီဖြစ်တယ်လိုက်ပြီးတော့စော်ကြတဲ့ဟာပေါ့လေနော်သူကဒီစစ်ဆေးတဲ့အချိန်မှာရက်ခိုင်းတာပေါ့လေနော်ဘယ်ရက်မလဲဟိုကောင်နေပြေးပါပေါ့ကို့အပြင်းမဲ့သူတွေနေရာကိုရောက်လာတာဆိုတော့ဒီကောင်နေတကယ်ငသားတွေပေါ့နော်အဲ့လိုမျိုးတဲ့ကိုတိုးရတယ်ပေါ့နော်အဲ့တော့ဒလိုင်းအင်အားစုတွေဘက်ကဒီလိုရှောင်းခင်လှုပ်ဆောင်တဲ့အပိုင်းတွေမှာလည်းဒါအများကြီး